Hello မင်္ဂလာပါရှင် MI Podcast ကနေကြိုဆိုလိုက်ပါတယ်ကျွန်မကတော့ VV ပါဒီနေ့ Podcast လေးမှာတော့ကိုယ့်အတွက်မှန်ကန်တဲ့ organization ကိုဘယ်လိုရွေးချယ်ရမလဲဆိုတာကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အလုပ်တစ်ခုစတင်တော့မယ်ဆိုရင်လစာကောင်းရင်ပြီးရောဆိုပြီးရွေးချယ်လိုက်တာထက်ကိုယ့်ဘဝတစ်လျှောက်တကယ်အကျိုးရှိစေမယ့် organization ကိုတေချာစဉ်းစားပြီးရွေးချယ်ဖို့ကပိုပြီးအရေးကြီးပါတယ်နော်ဒါကြောင့် organization ရွေးချယ်တဲ့အခါမဖြစ်မနေစဉ်းစားတဲ့အချက်၅ချက်ကတော့နံပါတ်1ကိုယ့်ရဲ့တန်ဖိုးနဲ့ကိုက်ညီမှုရှိလားဆိုတာကိုစစ်ဆေးပါ organization တစ်ခုချင်းစီတိုင်းမှာ culture, mission, vision နဲ့ value တွေမတူညီကြပါဘူးကိုယ်တိုင်ကဘလို့အရာမျိုးတွေကိုတန်ဖိုးထားလဲဆိုတာကိုအရင်ဆုံးသိရှိဖို့လိုအပ်ပါတယ် organization ရဲ့အလုပ်လုပ်ပုံဆက်ဆံရေးပုံစံပွင့်လင်းမြင်သာမှုစတာတွေကိုလည်းတေချာလေ့လာပါကိုကအသစ်အဆန်းတွေစမ်းသပ်လုပ်ချင်တဲ့သူလားဒါမှမဟုတ်စနစ်တကျနဲ့တည်ငြိမ်တဲ့အလုပ်ပုံစံကိုနှစ်သက်တဲ့သူလားဆိုတာကိုစဉ်းစားပါ organization ရဲ့ mission နဲ့ကိုဘဝရဲ့ရည်မှန်းချက်တူနေရင်အလုပ်လုပ်ရတာကပိုပြီးတော့စိတ်အားထက်သန်စေပါတယ်နံပါတ်2ဖွံ့ဖြိုးတိုးတက်နိုင်မဲ့အခွင့်အလမ်းတွေရှိလာကြည့်ပါတချို့အလုပ်တွေကလစာတော့ကောင်းပေမဲ့ကိုတိုးတက်လာဖို့အခွင့်အလမ်းမရှိဘူးဆိုရင်ရေရှည်မှာကိုဘဝအတွက်အကျိုးနေပါတယ်အဲဒါကြောင့် organization ကသင်တန်းတွေပြီးလားနည်းပညာအသစ်တွေသင်ယူခွင့်ရနိုင်လားယာရုတိုးမြင့်နိုင်မဲ့လမ်းကြောင်းတွေရှိလားဆိုတာတွေကိုမေးမြန်းစုံစမ်းမှုလိုအပ်ပါတယ်နံပါတ်3လစာနဲ့အကျိုးခံစား권တွေကိုစုံစမ်းပါလစာဟာအရေးကြီးဆုံးအချက်မဟုတ်ပေမဲ့ကိုယ့်ရဲ့စွမ်းဆောင်ရည်နဲ့ထိုက်တန်တဲ့လစာကိုရရှိဖို့လည်းလိုအပ်ပါတယ်။ဒါကြောင့်မို့ကိုယ့်အတွေ့အကြုံနဲ့ကိုက်ညီတဲ့အခြေခံလစာလားဆိုတာကိုစစ်ဆေးပါ။အခြားအကျိုးခံစား권တွေဖြစ်တဲ့ကျန်းမာရေးဆောင်ရှားမှုအနားယူခွင့်အပိုစုကြည်အလုပ်ချိန်ပြောင်းလဲပြင်လွယ်လားဆိုတာတွေကိုလည်းထည့်သွင်းစဉ်းစားပါ။နံပါတ်4အနေနဲ့ကတော့ခေါင်းဆောင်နဲ့လုပ်ဖော်ကိုင်ဘက်တွေကိုလေ့လာပါ။ကိုယ့်ရဲ့အဖွဲ့ခေါင်းဆောင်နဲ့လုပ်ဖော်ကိုင်ဘက်တွေရဲ့အရေးချင်းအလုပ်အပေါ်ထားတဲ့သဘောထားနဲ့ဆက်ဆံရေးဟာကိုယ့်ရဲ့နေ့စဉ်အလုပ်ခွင်ပေါ်ကြီးမားတဲ့သက်ရောက်မှုရှိပါတယ်။ခေါင်းဆောင်ကဘယ်လိုဝန်ထမ်းတွေကိုဘယ်လိုပံ့ပိုးပေးမလဲဘယ်လိုလမ်းညွှန်ပေးမလဲဆိုတာကိုကြည့်ပါ။ခေါင်းဆောင်မှုကောင်းမှသာဝန်ထမ်းတွေကိုစိတ်အားတက်ကြွစေပြီးတော့စွမ်းဆောင်ရည်ကိုမြင့်တင်ပေးနိုင်မှာပါ။လုပ်ဖို့ကိုင်ဘက်တွေကိုကြည့်မယ်ဆိုရင်လည်းပူးပေါင်းဆောင်ရွက်တတ်ပြီးပေါင်းသင်းဆက်ဆံမှုကောင်းမွန်တဲ့အဖွဲ့အစည်းကိုရွေးချယ်သင့်ပါတယ်။နောက်ဆုံးနံပါတ်5အနေနဲ့ကတော့အလုံးနဲ့ဘဝမျှတမှုရှိနိုင်လားဆိုတာကိုစဉ်းစားပါအောင်မြင်မှုဆိုတာကိုအလုပ်တစ်ခုတည်းနဲ့တိုင်းတာလို့မရနိုင်ပါဘူးကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးရာဘဝနဲ့ကျန်းမာရေးကိုယူဆိုင်ဖို့အတွက်အချိန်ပေးနိုင်မှုကလည်းအရေးကြီးပါတယ်ပုံမှန်အလုပ်ချိန်ဘယ်လောက်ရှိလဲအချိန်ပိုဆင်းရတာများလားဆိုတာကိုစုံစမ်းမေးမြန်းပါအလုံးအကျွံပင်ပန်းမှုမဖြစ်အောင်လဲအလုပ်ဘဝနဲ့ကိုယ်ပိုင်ဘဝကိုညှိနှိုင်းပေးနိုင်တဲ့ organization မျိုးကိုရွေးချယ်ပါဒီအချက်၅ချက်နဲ့တေချာစဉ်းစားပြီးရွေးချယ်မယ်ဆိုရင်ကိုယ့်ဘဝရဲ့အရေးကြီးဆုံးဆုံးဖြတ်ချက်တစ်ခုကိုအမှန်ကန်ဆုံးဆုံးဖြတ်နိုင်ပါလိမ့်မယ်နော်ဒီနေ့ podcast လေးကိုနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက် podcast တွေမှာပြန်လည်ဆုံတွေ့ကြပါစို့နော်